ကလေးတွေကိုအသက်10နှစ်မတိုင်ခင်မှာတင်ပေးတဲ့အကျင့်ကောင်း8ချက်ပါရီလဲဆိုတော့နံပါတ်1ကကျေးဇူးပြု၍ဆိုတဲ့စကားလုံးနဲ့ကျေးဇူးတင်ပါတယ်လို့ပြောတတ်အောင်သင်ပေးပါလေးစားတတ်ခြင်းကအရေးအချင်းတစ်ခုသေးထန်ပို့ပြီးတော့အခွင့်အလမ်းတွေဖွင့်ပေးနိုင်ပါတယ်နံပါတ်2အခန်းထဲဝင်တဲ့အခါတခါခောက်တတ်အောင်သင်ပေးပါကိုယ်ပိုင်လွတ်လပ်မှုကိုယ်ပိုင်လွတ်လပ်ခွင့် privacy ကိုအိမ်မှာတောင်လေးစားဖို့လိုပါတယ်နံပါတ်3ကစကားပြောတဲ့အခါမျက်လုံးချင်းစုံပြီးတော့ပြောတတ်အောင်သင်ပေးပါတချို့ကလေးတွေကစကားပြောပြီးဆိုရင်လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ်သူတို့တွေကမျက်လုံးချင်းမစုံကြဘူးအဲ့တော့ကိုကလေးတွေကိုအိမ်မှာမျက်လုံးချင်းစုံပြီးတော့စကားပြောတတ်အောင်သင်ပေးပါယုံကြည်မှုကဒီအလေးအချင်းကနေစတင်ပါတယ်နံပါတ်4အခြားသူစကားပြောနေချိန်မှာမဖြတ်ပြောဖို့သင်ပေးပါတချို့ကလေးတွေကလူကြီးတွေစကားပြောတဲ့အချိန်မှာဖြတ်ပြောတာရှိတယ်နားထောင်တတ်ခြင်းကဆက်သွယ်ပြောဆိုမှုရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်နံပါတ်5ကချောင်းဆူတာတို့နာချီတာတို့เนาะဖြစ်တဲ့အခါမှာပတ်စပ်ကိုဒီလိုမျိုးဖုံအုပ်တတ်ဖို့သင်ပေးပါတကူကြီးတန့်ရှင်းမှုကအခြားသူတွေကိုလေးစားရလဲရောက်ပါတယ်နံပါတ်6ကညအဝေတက်ပြီးအလဲပေးတတ်အောင်သင်ပေးပါအလဲဆောင်တတ်ဖို့လဲသင်ပေးပါတချို့ကလေးတွေကအများနဲ့နေတဲ့ခါမှာကိုအလဲကိုမဆောင်မဲနဲ့အလဲတွေတအားကြော်တာမျိုးအဲ့လိုမျိုးတွေပြီးတော့သူများကိုအလဲမပေးဘဲနဲ့သူကြီးပဲလုံနေရမျိုးအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုကအိမ်ကနေပြီးတော့မှအလဲပေးတတ်အောင်သင်ပေးရပါမယ်ဘဝဟာကိုအတွက်ပဲမဟုတ်ဘူးဆိုတာကိုနားလည်လာစေပါတယ်နံပါတ်9ကတော့ကိုမားရင်တောင်းပန်တတ်အောင်သင်ပေးပါအဲ့တော့အမားကိုဝန်ခံခြင်းကားတဲ့ကိုကျင့်တရားကောင်းကိုတည်ဆောက်ပေးပါတယ်နံပါတ်10လေးကတော့ညှို့ညံ့ရင်ကြီးရဲ့စကားလုံးတွေကိုအသုံးပြုတတ်အောင်သင်ပေးပါစကက်ထန်တဲ့စကားလုံးတွေရိုင်းဆိုင်တဲ့စကားလုံးတွေမပြောဘဲနဲ့ညှို့ညံ့လေးစကားပြောတတ်အောင်သင်ပေးမယ်အဲ့နေရာမှာမိဘကိုယ်တိုင်ကလည်းခက်ထန်တဲ့စကားလုံးတွေရိုင်းဆိုင်ကျန်းတဲ့စကားလုံးတွေကိုယ်တိုင်ကလည်းမပြောဘဲနဲ့ခလေးတွေကိုလည်းအဲ့လိုစကားလုံးတွေမပြောအောင်သင်ပေးရပါမယ်။ဘာပြောရဲဆိုတာတင်မဟုတ်ဘဲနဲ့ဘယ်လိုပြောတယ်ဆိုတာလည်းအရေးကြီးပါတယ်။ဘာပြောရဲဆိုတာတင်မဟုတ်ဘဲနဲ့ဘယ်လိုပြောရဲဆိုတာလည်း